fitness trainer တွေစီးပွားရေးအမြင်ရှိဖို့အရေးကြီးလားဆိုရင် yes 100%အရေးကြီးပါတယ်အသေးစိတ်ရှင်းပြပေးမယ်ကဘာကျော်ပညာရှင်တွေ society တွေရဲ့မျှဝေမှုကိုကျွန်တော်ပြန်လည် sharing လုပ်ခြင်းဖြစ်ပါတယ်2020ခုနှစ် International Fitness Business Association ရဲ့လေ့လာတွေ့ရှိချက်အရ fitness business တွေရဲ့80%ကစတင်ပြီး2နှစ်အတွင်းမှာကြာရှုံးသွားတယ်။ဘာကြောင့်လဲဆိုသူတို့မှာ fitness နဲ့ပတ်သက်တဲ့ education ပဲရှိတယ်။ business နဲ့ပတ်သက်တဲ့ education မရှိဘူး။ Okay အဲ့ဒီအအောင်စိတ်ဝင်စားဘူးဆိုရင်ထပ်ပြောမယ်။ကဘာကျော် nutritional coaching farm တစ်ခုဖြစ်တဲ့ PN Nutrition Precision Nutrition ရဲ့ founder Dr. John Berardi ကဘာပြောထားလဲဆိုရင်ကျွန်တော်ဒီမှာထည့်ပေးထားတယ်တစ်ချက်လောက်သူပြောထားတာလေးကြည့်လိုက်ခင်ဗျားကဘာအတော်ဆုံး exercise scientist တယောက်ဖြစ်နေပါစေတဲ့ကဘာအတော်ဆုံး exercise scientist ဖြစ်ရင်တော့မှ client ကိုဘယ်လို attract လုပ်ပြီးဘယ်လိုထိန်းသိမ်းထားနိုင်ရမလဲမသိဘူးဆိုရင်ခင်ဗျားဒီ broke ဖြစ်တဲ့မအောင်မြင်တဲ့ trainer တယောက်သာဖြစ်လိမ့်မယ်အကယ်၍ခင်ဗျားတာမန် trainer တယောက်ဒါပေမဲ့ client ကို attract လုပ်နိုင်တဲ့နည်းလမ်းနဲ့ client တွေကိုရေရှည်ထိန်းထားနိုင်တဲ့နည်းလမ်းသိတယ်ဆိုရင်ခင်ဗျားဒီအောင်မြင်တဲ့ trainer တယောက်ဖြစ်ရပ်တည်နိုင်မယ်လို့ဆိုတယ်ကျွန်တော်ပြောတာမဟုတ်ဘူးဘယ်သူပြောလဲကျွန်တော်ပြောပြပေးထားတယ်အဲ့တော့ကျွန်တော်ရဲ့ personal အမြင်ကိုပြောရမယ်ဆိုရင်အထူးသဖြင့်ကျွန်တော်တို့တိုင်းပြည်မှာ fitness trainer တွေက professional ဆိုတဲ့ title အောက်မှာရှိတယ်ငါတို့ကငွေဒီနေ့မှာကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ဘဝမှာဘာပဲလိုချင်အကနဲ့ရှင်းလို့မရဘူးကျွန်တော်တို့လည်းဒီ professional education နဲ့အတွေ့အကြုံတွေကိုလေ့လာသင်ယူခဲ့ရတယ်လူတွေကိုကူညီပြီးဘဝတွေကိုတည်ဆောက်တာဖြစ်တယ်ရင်းကျွေးနေရမဟုတ်တဲ့အတွက်ခင်ဗျားတမန်အာဇီဝကြကြငွေရှာဖို့လိုအပ်တယ်အဲ့တော့ဘယ်လို level မှာဘယ်လောက်ထိသိဖို့လိုအပ်လဲဆိုရင်ကျွန်တော် fitness education အကြောင်းမပြောဘဲ business အကြောင်းဘာလို့ပြောနေလဲဆို fitness education သင်မဲ့ဆရာတွေအများကြီးရှိတယ် fitness trainer တယောက်ကိုကျွန်တော် level 3ခုပိုင်းတယ်ပထမဆုံးသော level ဒီစတင်လေ့လာသင်ယူရနေပြီး trainer လုပ်တဲ့2နှစ်အတွင်းရှိတဲ့ကလေးတွေအတွက် fitness education ဒီ80%အရေးကြီးတယ် business education က30%မှအရေးကြီးတယ်အဲ့ဒီအချိန်မှာ education သင်မယ်ဂျင်းတရုံမှာအလုပ်ဝင်လုပ်မယ်ကိုချင်းကိုအတွေ့အကြုံယူနေရတဲ့အချိန် fitness education ကအရေးကြီးတယ် trainer လုပ်တဲ့2နှစ်က9နှစ်အတွင်းဖြစ်သွားပြီဆိုရင်ခင်ဗျားဒီ50 fitness education 50 business education 50အကယ်ခင်ဗျားအရန် total လို့ခစ်ကြီးကိုအမိလိုက်နိုင်လို့ trainer လုပ်တဲ့3နှစ်လောက်နဲ့ advanced level တက်ချင်တယ်ဆို fitness education ဒီ30% business education ဒီ80% လိုအပ်လာတာဖြစ်တယ် level 3ခုမတူဘူးဒါပေမဲ့ဒီနေ့ one day ဖို့ကောင်းတာမနေ့နေ့က trainer ဖြစ်တဲ့ကလေးတွေကအပြင် marketing ပညာတွေသင်ပြီး fitness နယ်ပယ်နဲ့မကိုက်ညီတဲ့ professional image နဲ့မကိုက်ညီတဲ့ marketing တွေလုပ်ပြီးတော့ maybe ဝင်ငွေတော့ကောင်းသွားတယ် professional image ကမြောင်းနေရောက်သွားတယ်အဲ့တော့ကိုရောက်နေတဲ့ level နဲ့ကိုက်ညီတဲ့အတွေးခေါ်အသိပညာရှိဖို့လိုအပ်တယ် fitness education အရေးကြီးပါတယ်ခင်ဗျာခုနဒေါက်တာ John Berardi ပြောခဲ့တဲ့စကားကိုပဲပြန်ပြောရမယ်ဆိုရင်ခင်ဗျာဘလောက်တော်တဲ့ကမ္ဘာနံပါတ်1 exercise scientist ပဲဖြစ်နေပါစေ business နဲ့ပတ်သက်ပြီးမသိဘူးဆိုရင်ခင်ဗျာကြာရှုံးမှာဖြစ်တယ်ဘာကြောင့်ဒီအကြောင်းအရာပြောရလဲဆိုရင်ကျွန်တော်ကိုယ်တိုင်လည်း fitness နယ်ပယ်ထဲမှာ trainer academy ဖွင့်ထားတဲ့သူအရန်တော်တဲ့ trainer တွေဝင်ငွေမကောင်းမဲနဲ့ကြက်တဲ့ရုံးကန်တွေရတကယ်တော့ခင်ဗျားတို့တကယ်တော်တဲ့ trainer တွေ business education ဘာကြောင့်သင်ဖို့လိုအပ်လဲဆိုတော့ခင်ဗျားတို့ရဲ့အရေးချင်းအစ်စ်တွေကလူတွေများများကိုကူညီနိုင်မှုခင်ဗျားတို့မှာဒီရေးချင်းရှိကြောင်းလူတွေသိအောင်လုပ်နိုင်မှု business education ရှိဖို့လိုအပ်တယ်အဲ့တော့လူတွေများများသိသွားရင်ခင်ဗျားရဲ့ဝန်ဆောင်မှုခင်ဗျားရဲ့ coaching ကိုဝယ်ယူမယ်ဆိုရင်လူအများကြီးလည်းအကျိုးရှိမယ်ခင်ဗျားလည်းစီးပွားရေးတိုးတက်အောင်မြင်မှာဖြစ်တယ်လူတွေကိုကူညီရင်းနဲ့ဘဝတည်ဆောက်ရတာဖြစ်တယ်အဲ့တော့ fitness trainer အနေနဲ့ business education ဆိုတဲ့အရာလိုအကြောင်းကိုကျွန်တော် awareness ပေးချင်တာဖြစ်တယ်ဆရာသင်တန်းဖွင့်လို့ကြော်ညာတာလားဆို no awareness ပေးချင်တာဖြစ်တယ်ကျွန်တော်သင်တန်းတွေကအထူး marketing စင်းစရာမလိုပဲကျွန်တော် MFP ရ trainer တွေတက်နေတယ်သူတို့တောက်လျှောက်အောင်မြင်နေတယ်ဒါပေမဲ့ဒီ level တစ်ခုလုံးမှာရှိတဲ့ trainer တွေကို awareness လေးရစေချင်တာဒီ awareness ရသွားတဲ့သူကကျွန်တော်နဲ့ energy မကိုက်လေမြန်မာနိုင်ငံမှာ business နဲ့ပတ်သက်တဲ့ဆရာတွေအများကြီးကြိုက်တဲ့ဆရာရှိမှတက်ဘာလို့လဲဆိုရင် fitness professional တိုင်းကကြွယ်ဝခြင်းနဲ့ထိုက်တန်ပါတယ်ဒါကျွန်တော်ခံယူကြပါအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနိုင်ဦးပါ